ဂျပန်တနိုင်ငံလုံးကလူတွေဒီလူအကြောင်းတစ်ချိန်တည်းမှာအိမ်မက်မက်ခစ်ကြတယ်တကယ်တော့ဒီလူကလက်တွေ့မှာမရှိပါဘူးကောင်မလေးတစ်ယောက်ကတပ်ပုံပြုတ်ပြင်းတဲ့အက်တစ်ခုကိုတုံးပြီးကြောက်စရာကောင်းတဲ့မျက်နှာတစ်ခုဖန်တီးလိုက်တယ်ပြီးတော့ဒီလူကိုညတိုင်းအိမ်မက်မက်နေရပါတယ်ကူညီကြပါဆိုပြီး online ပေါ်တင်လိုက်တယ်နောက်တနေ့မနက်မှာဒီ post ကပေါက်သွားပြီးလူပြောအများများသွားတယ်လူအများကြီးကလည်းသူတို့လည်းဒီလူကိုအိမ်မက်မက်ဖူးကြောင်းလာပြောကြတယ်သူ့ကိုအိမ်မက်လူသားလို့တောင်နာမည်ပေးလိုက်ကြတယ်။ကျောင်းရောက်တဲ့အခါအတန်းဖော်တွေကဒီ post ဟာကာရာတင်ထားမှချက်ချင်းသိသွားကြတယ်။အိမ်မက်အကြောင်းအရာတွေကလည်းတူနေပြန်တယ်။အိမ်မက်ထဲမှာအဲ့ဒီလူကတကားကိုတွန်းဖွင့်ပြီးအခန်းထဲတိတ်တဆိတ်ဝင်လာတဲ့အားလုံးကကြောက်လန့်နေပေမဲ့အန်နာကတော့တိတ်တကူကျဉ်းနေနေတယ်။အိမ်ပြန်လမ်းမှာသတင်းမီဒီယာတွေကအိမ်မက်လူသားတကယ်ရှိလားလို့ကာယာကိုလာမေးကြတယ်။ကာယာကမဟုတ်ကြောင်းမြင်ရမယ့်အစားချက်ကပြောဆိုပြီးအိမ်မက်လူသားတကယ်ရှိကြောင်းဝါဒဖြန့်လိုက်တယ်။နောက်တနေ့မှာကောလာဟာလာတွေပူပြန့်လာတယ်။အတန်းဖော်တချို့ကအိမ်မက်လူသားရဲ့တိုက်ခိုက်တာခံရတယ်လို့တောင်ပြောလာကြတယ်။အဲ့ဒီအချိန်မှာကောင်မလေးတစ်ယောက်ရုတ်တရက်အော်ဟစ်ပြီးအတန်းထဲကပြေးထွက်သွားတယ်။နေရာတိုင်းမှာအိမ်မက်လူသားကိုမြင်အောင်နေတာပါစိတ်လွတ်သွားတဲ့ကောင်မလေးကအပေါ်ထက်ကနေချက်ချင်းခုန်ချလိုက်ပါတော့တယ်အဲ့ဒီတော့မှကာယာကအခြေအနေဘယ်လောက်ဆိုးရနေပြီလဲဆိုတာသဘောပေါက်သွားတယ်အိမ်ပြန်လမ်းမှာလူတွေအားလုံးထူးထူးဆန်းဆန်းဖြစ်နေတာကိုကာယာသတိထားမိလိုက်တယ်သူကလူတွေကိုနှိုးဖို့ကြိုးစားပေမဲ့မရပါဘူးကြောက်လန့်နေတော့မှပဲအိမ်မက်လူသားကိုမြင်လိုက်ရတယ်တကယ်တော့ဒါတွေအားလုံးကအိမ်မက်တစ်ခုပါပဲညစာစားတဲ့အချိန်မှာဖြစ်ခဲ့တာတွေကိုအမေဖြစ်သူကိုပြောပြလိုက်တယ်ဒါပေမဲ့သူလှည့်ကြည့်လိုက်တဲ့အချိန်မှာသူ့အမေကလည်းအိမ်မက်လူသားအဖြစ်ပြောင်းလဲသွားပါတော့တယ်